ဂျပန်ရဲ့အသားရည်ကိုကြည်လိုက်ရင်လေအသက်ကြီးလာတာတော့ဘာလို့ဒီလောက်ကြည်လည်နေတာလဲဆိုတာ တော်တော်လေးစိတ်ဝင်စားစရာပဲနော် ဟုတ်တယ်ဗျာကျွန်တော်တို့စီမှာဆိုဒါကိုအမြဲတမ်းစူးစမ်းနေကြတာပဲအများစုကတော့ဒါဟာသူတို့ရဲ့တီးသမျိုးရိုးဗီဇကြောင့်ပဲလို့ထင်ကြတယ်လေ ဟုတ်ပါတယ်တချို့ကျတော့လေဂျပန်ကထွက်တဲ့အလှကုန်တွေအရန်ကောင်းလို့နေမှာပါဆိုပြီးလွယ်တွေးလိုက်ကြတာမျိုးရှိတယ် အဲ့ဒါပေါ့ဒါပေမဲ့ဒီအကြောင်းအရာတွေကိုသေချာလေ့လာကြည့်လိုက်တဲ့အခါတကယ်လျှို့ဝှချက်ကအဲ့ဒီထက်အများကြီးပိုအနေဆိုင်နေတာကိုတွေ့ရတယ်ဗျာ အဓိကမျိုးရိုးဗီဇတွေအလှကုန်တွေထက်နေ့စဉ်စားတောက်မှုပုံစံပေါ့နော် ဟုတ်တယ်ကိုလာချင်းကျွဲဝါတဲ့အစားအစာတွေကအရေးအကြီးဆုံးဖြစ်နေတာပဲ အဲ့ဒီအချက်ကတော်တော်လေးကိုအရေးပါတယ်ရှင့်ကျမတို့ခန္ဓာကိုယ်ရဲ့သဘာဝကိုကြည့်ရင်လေအသက်25နှစ်လောက်ကျော်လာတာနဲ့အမျှခန္ဓာကိုယ်ကနေသဘာဝအတိုင်းကောလာဂျင်ထုတ်လုပ်ပေးမှုကတစ်နှစ်ထက်တစ်နှစ်တဖြည်းဖြည်းလျော့ကျလာပြီလေ ဆိုတော့အသားရည်တွန့်တွဲလာတာတွေဖြစ်လာတာပေါ့ ဟုတ်တယ်အသားရည်တွန်းတွဲလာတယ်အရေပြားပါလွာလာတယ်ပြီးတော့အပြင်ပိုင်းတင်မကဘူးအတွင်းပိုင်းကရိုးအစစ်တွေပါတောင်တင်းလာတာမျိုးကြီးဖြစ်လာတယ် အဲ့ဒီပြဿနာတွေရဲ့အဓိကတရားခံကကိုလာချင်းရော့ချသွားတာပဲဗျာ ဒါပို့အသားရည်ကြောင်းမရည်ဆိုတာအပေါ်ရန်လိမ့်ချမှုတွေထက်အတွင်းပိုင်းအာဟာရဖြစ်တင်မှုကနေစတင်တာဆိုတော့လေကိုလာဂျင်ကိုတဘာဝအတိုင်းဘလို့ပြန်လဲဖြစ်တင်မလဲဆိုတာကတကယ်ကိုလေးလေးနက်နက်စဉ်းစားရမယ်ကိစ္စဖြစ်လာတယ် ကဲဒါဆိုရင်ဒီရမြစ်တွေထဲကအချက်လက်တွေကိုအသေးအချာဖြည့်ကြည့်အောင်ဗျာ စကြည့်အောင် ယနေ့ခေတ်ဈေးကွက်ထဲမှာကိုလာဂျင်ဖြစ်ဆွစားတွေအမုံတွေဈေးတောင်ကြီးနဲ့တောက်စီရတွေမျိုးစုံရှိနေတာအလုံးအဒီပဲလေ ဒါပေမဲ့အခုလေ့လာမှုမှာက ဟုတ်တယ်ဒီမှာလေးလာတွေ့ရှိရတာကအဲ့ဒီလိုဈေးကီးပေးဝယ်ရတဲ့ဖြစ်ဆွစားတွေထက်စားရင်ဒီဖို့ချောင်းထဲမှာအလွယ်တကူရနိုင်ပြီးတဘာဝအတိုင်းအာဟာရဖြည့်တင်ပေးနိုင်တဲ့အစားအစာတွေအကြောင်းကိုအဓိကဖော်ပြထားတယ်ဗျ ဒါကပိုပြီးလက်တွေ့ကြတာပေါ့ မဆုတွေထဲမှာပထမအဆုံးတတိထားမိတာကဒါရှိနဲ့တခြားဂျပန်ရိုးရာဟင်းရည်တွေအကြောင်းပဲဒါရှိဆိုတဲ့စကားလုံးကဂျပန်ဘာသာစကားအရာအနှစ်သာရကိုထုတ်ယူခြင်းလို့အဓိပ္ပာယ်ရတယ်ဆိုတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ် နေ့စဉ်တောင်းနေတဲ့မီဆိုဟင်းရည်ရဲ့အခြေခံလည်းဖြစ်တယ်လေ ဟုတ်တယ်ဒါပေမဲ့ဒီဟင်းရည်တွေကနေဘလို့အနှစ်သာရမျိုးကိုထုတ်ယူပြီးအသားရည်ကို ဒီနေရာမှာအလွန်စိတ်ဝင်စားဖို့ကောင်းတာကဓာတ်ရှိလိုမျိုး9-6တေရင်းညစ်တွေကနေထုတ်လုပ်ထားတဲ့ဟင်းရည်တွေလွတ်ဆောင်ပုံပဲရှင်ဒီဟင်းရည်တွေထမှာကောလာဂျင်တိဆောက်မှုကိုအထောက်အကူပြုတဲ့တတ်တူတတ်တွေအများကြီးပြောင်းဝဲနေတယ် ပိုပြီးတိတာတဲ့ဥပမာတစ်ခုလောက် ပိုပြီးတိတာထင်ရှားတဲ့ဥပမာတစ်ခုပြောရရင်ဝေယိုးပြုတ်တုံကစုလိုဟင်းရည်မျိုးတွေပေါ့ဒီဟင်းရည်တွေကိုချက်တဲ့အခါနာရီပေါင်းများစွာ မီအေးရည်နဲ့ပြုတ်ကားတာမျိုးလား ဟုတ်တယ်ရှင်အချင်းယူပြီးပြုတ်ရတယ်အဲ့ဒီလိုပြုတ်လိုက်တဲ့အခါအယိုးတွေအရွက်တင်နဲ့ဆက်ဆက်တ िश ူးတွေထဲမှာခဲနေတဲ့တဘာဝကောလာဂျင်တွေကဖြည်းဖြည်းချင်းပျော်ကျလာပြီးဂျယ်လီတင်ဖြစ်ပြောင်းလဲသွားတယ် အဲ့ဒီဂျယ်လီတင်နဲ့တတ်တုတ်တက်တွေကရှင်းရည်တဲ့ကိုရောက်လာတာပေါ့ ဒါပေါ့ရှင်ဒါတွေကတာမန်စားစရာတစ်ခုတတ်တတ်မဟုတ်တော့ဘူးအရေးပြားတင်းရဲမှုနဲ့အယိုးအစစ်ကျန်းဝါရေးကိုနေ့စဉ်အတွင်းပိုင်းကနေပြုစုပြောင်းတောင်ပေးနေတဲ့အာဟာရရည်တွေဖြစ်သွားပြီလေ ဟောဒီတော့နာရီပေါင်းများစွာအချင်းယူပြုတ်တာကတော်ချက်ပေါ့ဗျာ ဟုတ်ပါတယ် ဒါနဲ့နောက်ထပ်ဖတ်ရတဲ့အချက်တစ်ချက်ကတော့နည်းနည်းစဉ်းစားစရာဖြစ်နေတယ်ဗျာခေတ်သစ်ကျမ်းမာရေးလောကနဲ့မြို့ပြနေကျမ်းမာရေးလိုက်စားသူတွေကြားမှာအလွန်ရေပန်းစားလာတဲ့ စပီရူလိုင်းနာကိုပြောမလို့မလား ဟုတ်တယ် spirulina ဆိုတဲ့ super အစာအကြောင်းပါလာတယ်နာမည်ကလက်တင်ဘာသာစကား spirula ကနေလာတာဖြစ်ပြီး krupali လို့အတိတ်ပဲရတယ်တဲ့ ဖြောရည်တွေဒိန်ချင်နေတဲ့ထက်တောက်ကြတယ်လေ နေပေါင်းအခုက collagen အကြောင်းပြောနေတာဆိုတော့နည်းနည်းတော့လွဲနေတယ်လို့ပဲဗျာ spirulina ကရင်းကြီးအမျိုးအစားဖြစ်တဲ့အတွက်အပင်ပဲလေ collagen ဆိုတာတိရစ္ဆာန်တွေငါးတွေစီကနေပဲရတာမဟုတ်လားအပင်ကဘယ်လိုလုပ် collagen အတွက်အထောက်အကူဖြစ်နိုင်မလဲ အဲ့ဒီမျိုးကအရန်ကောင်းတယ်လူတွေတော်များများလည်းအဲ့လိုပဲထင်တတ်ကြတယ်တကယ်တော့ spirulina လို့အပင်ကရတဲ့အစားအစာတွေမှာ collagen direct မပါဝင်တာအမှန်ပဲ ဒါဆိုဘာလို့အရေးပါတာလဲ သူကဘာကြောင့်အရေးပါလဲဆိုရင်ခန္ဓာကိုယ်ထဲမှာရှိပြီးသား collagen တွေကိုအဆောက်ဝရှော့ပေးတဲ့နေရာမှာအဓိကအလုပ်လုပ်လို့ပဲရှင် ။အိုးကာကွယ်ပေးတဲ့သဘောပေါ့ ဟုတ်တယ် spirulina မှာ collagen ထုတ်လို့ဖို့အတွက်လိုအပ်တဲ့ amino acid တွေတန်ဓာတ် vitamin B နဲ့အရေးကြီးဆုံးဖြစ်တဲ့ဓာတ်တိုဆန့်ကျင်ပစ္စည်းတွေအများအပြားပါဝင်တယ် ။ဟိုဓာတ်တော်ဆန့်ကျင်ပစ္စည်းဆိုတာကိုနည်းနည်းလောက်ရှင်းပြပေးလို့ရမလားဗျာ လဲလဲပြောရရင်တန်ချေတတ်တဲ့သဘောတရားနဲ့တူတယ်တန်ချေပစ္စည်းတွေကိုအပြင်မှာဒီတိုင်းထားရင်လေနဲ့ရေနဲ့ထိပြီးတန်ချေတတ်တယ်လို့ပဲလေ ။ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာလည်းအဲ့ဒီလိုဖြစ်တာပေါ့ မကျမတို့ခန္ဓာကိုယ်ထဲမှာလည်းဓာတ်တိုပစ္စည်းတွေကြောင့် cell တွေပျက်စီးရာရောင်ရမ်းတာတွေဖြစ်လာတယ်
အဲ့ဒီရောင်ရမ်းမှုတွေရရှိပြီးသား collagen တွေကိုဖျက်ဆီးပစ်တာပဲ ဆိုတော့ spirulina မှာပါတဲ့အဲ့ဒီဓာတုစန့်ကျင်ပစ္စည်းတွေက အဲ့ဒီတန်ချေတက်တဲ့ဖြစ်စဉ်ကိုတားဆီးပေးလိုက်တယ်ရောင်ရမ်းမှုတွေရကြသွားတဲ့အခါခန္ဓာကိုယ်မှာရှိပြီးသား collagen တွေမပျက်စီးအောင်အလိုလျောက်ကောက်ွယ်ပေးပြီးသားဖြစ်သွားတာပေါ့ ဒါဆိုရင် spirulina က collagen ကိုတည့်ရဖြည့်တာမဟုတ်ပဲနဲ့ရှိပြီးလား collagen တွေအလဟတ်တမဖြစ်သွားအောင်ကာကွယ်ပေးတဲ့တက်တော်ဆောင်ဆိုတဲ့သဘောပေါ့ဗျာ ဝတ်တိပဲရှင် တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒီတော့မဆုတွေထမှတွေ့ရတဲ့နောက်ထပ်အစားအစာတစ်ခုကတော့စာဒင်းကတို့မဂျပန်လိုဆိုရင်အီဝါရှိပါဒီအချက်ကတော်တော်လေးအံ့ဩဖို့ကောင်းတယ်ဗျာ ဂျပန်နေစားတဲ့ပုံစံကြောင့်မလား ဟုတ်တယ်ဂျပန်တွေကဒီငါးလေးတွေကိုစားတဲ့အခါငါအသားချီတက်တက်စားတာမဟုတ်ပဲအယိုးရောအရေးခွမ်းမမချမ်းတကောင်လုံးကိုစားထုံးကြတယ်လေကျတို့စီမှာဆိုရင်ငါးဆိုင်အယိုးဖဲအရေးခွမ်းဖဲနဲ့အသားပဲစားကြတာများတယ်လေ တော်တော်များများအဲ့ဒီလိုပဲစားကြတာကို တကောင်လုံးစားတာက collagen နဲ့ဘလို့သက်ဆိုင်နေလို့လေဗျာ သူ့တီတို့အရာကြည့်မယ်ဆိုရင်လေ collagen ဟာငါးရဲ့အသားမှာထက်အရေးခွန်နေအယိုးတွေနဲ့ဆက်ဆက် tissue တွေမှာအများဆုံးစုဝေးပါဝင်နေတာကိုတွေ့ရတယ် ဒါဆိုအသားချိပဲစားတာက collagen ရရှိမှုကိုအများကြီးလျော့ကျသွားစေတာပေါ့တကောင်လုံးစားတာကသာ collagen ကိုအပြည့်အဝရရှိစေတဲ့သဘာဝနည်းလမ်းတစ်ခုဖြစ်နေတာပါဒီနေရာမှာပင်လယ်စာကနေရတဲ့ collagen ရဲ့ထူးခြားချက်ကိုပြောပြချင်တယ် ဟုတ်ကဲ့ပြောပြပါဦး ပင်လယ်စာကနေရတဲ့ collagen ဟာတခြားတိရစ္ဆာန်တွေကနေရတဲ့ collagen တွေထက် molecule အရွယ်အစားပိုတီးငယ်တယ်ဒါကြောင့်ဖက်နာကိုကနေအလွယ်တကူစုယူအသုံးပြုနိုင်စွာအလွန်မြင့်မားတယ် သွေးကြောတွေကိုပူမြန်မြန်ရောက်တာပေါ့ ဟုတ်တယ်ရှင်သွေးကြိုးဟေကိုပုံမြန်မြန်ရောက်ပြီးအိုမင်းရင့်ရုံမှုကိုတားဆီးရမှာအလွန်ထိရောက်တာပေါ့ ဒါပေမဲ့ဗျာငါ့ကိုအယိုးပါစားဖို့ဆိုတာတော်ယုံချက်ပြုတ်နီးနဲ့တော့မလွယ်တော့ဘူးထင်တယ်တော်တော်လေးမာမာပဲလေ ဟုတ်တယ်ချက်ပြုတ်တဲ့နီးလေးနေကအရေးပါတယ်ဂျပန်မှာဆိုရင်စားနယ်ပြီးကင်းတဲ့နီးရှိတယ်ပိုပြီးထိရောက်တာကတော့ပဲငံပြားရည်ဂျင်းတို့နဲ့အချိန်အကြာကြီးနဲ့တဲ့နီးပဲ အဲ့ဒီလိုနမ်းလိုက်တော့အယိုးတွေပါနူးဤသွားတာပေါ့ အလွဲတကူဝါစားလို့ရသွားတာပေါ့ရှင်နောက်ပြီးစီသူပူးတွေနဲ့လာရဲ့ငါးသေးတက်လို့မို့တွေရတယ်အယိုးပါစားလို့ရအောင်လုပ်ထားတာပဲလေ ဟုတ်တာပဲအဲ့ဒါမျိုးဆိုအဆင်ပြေတယ် ဒီစားရင်ငါးတွေမှာပါဝင်တဲ့ omega 3 share vitamin D share အယိုးတွေကနေရတဲ့ calcium မြစ်ပေါင်းဆက်သွားတဲ့အခါခန္ဓာကိုယ်တွင်းရောင်ရမ်းမှုကိုအကြီးကျယ်ကျဆင်းစေတယ် ရိုးရနီလန်းတွေကတကယ်ကိုညံပင်ညပါတာပဲဗျအခုငါးကိုတစ်ကောင်လုံးစားတာတော့အထူးပြုလုပ်ထားတဲ့ဟင်းရည်တွေတောက်တာတော့ဆိုတာတဘာဝကြပဲမဲ့နေတိုင်းလွတ်နိုင်မှုဆိုတာအနည်းနဲ့များတော့ခက်ခဲနိုင်တယ် မှန်ပါတယ် ဒါပေမဲ့လေးလာချက်တွေထဲမှာကျွန်တော်တို့နေ့စဉ်မိဖို့ချောင်းထဲမှာအလွယ်တကူတွေ့နိုင်တဲ့ရေခဲထိတာထဲမှာအခုချက်ချင်းတွားယူလို့ရတဲ့အရာတစ်ခုပါနေတာတွေ့ရတယ်ဗျာ ကြက်ဥကိုပြောတာမလား ဟုတ်တယ်ကြက်ဥပဲတာမန်ကြက်ဥလေးကဒီ collagen ဖြစ်စတဲ့မှာဘယ်လိုများဝင်ပါနေတာလဲ ကြက်ဥဆိုတာအလွယ်ကူဆုံးနဲ့အထိရောက်ဆုံးအာဟာရရင်းမြစ်တစ်ခုပဲရှင်ကြက်ဥမှာ collagen ဓာတ်ရဲ့အများကြီးမပါဝင်ဘူးဆိုပေမဲ့သူကခန္ဓာကိုယ်ကနေ collagen ပြက်လက်တိဆောက်ဖို့လိုအပ်တဲ့အခြေခံအုတ်မြစ်ကြီးကိုအပြည့်အဝပံ့ပိုးပေးထားတယ် အခြေခံအုတ်မြစ်ဒီဆိုတာက နားလေးလွယ်အောင်ဥပမာပေးရရင် collagen ဆိုတာကိုအုတ်တနိုင်ကြီးတစ်ခုလို့မြင်ကြည့်လိုက်ပေါ့ကျမတို့ခန္ဓာကိုယ်ကအစားအစာတွေထဲကနေအုတ်တနိုင်ကြီးတစ်ခုလုံးကိုတိုက်ရိုက်စုပ်ယူလို့မရအောင်လေ ဒါဆိုဥပဒနိုင်ကြီးကိုအရင်ဖြိုခွဲရတာပေါ့ ဟုတ်တယ်အုတ်ခဲလေးတွေတလုံးချင်းစီအနီနဲ့အရင်ဖြိုခွဲရတယ်အဲ့ဒီအုတ်ခဲလေးတွေဆိုတာက glycine လို့ proline လို့ amino acid တွေပဲ ဟောကြက်ဥကအဲ့ဒီအုတ်ခဲလေးတွေကိုထောက်ပံ့ပေးတာပေါ့ဗျာ ကွက်တီပဲရှင်ကျက်ဥမှာအဲ့ဒီ amino acid တွေအများကြီးပါဝင်တယ်ကျက်ဥအကာမှာ protein ဓာတ်ကျွဲဝပြီးအနစ်မှာတော့အရေးပြားပြည့်ပြည့်မွမ်းမံမှုအတွက်လိုအပ်တဲ့ vitamin တွေပါဝင်နေ ဆိုတော့ကြက်ဥစားတာဟာ ခန္ဓာကိုယ်ကကိုယ်ပိုင်အုတ်တနိုင်ပြန်တိဆောက်ဖို့လိုအပ်တဲ့ကုန်ချမ်းတွေကိုအမြင့်အများပေးပို့လိုက်တာနဲ့အတူတူပဲထူးခြားတဲ့ကျန်းမာရေးပြဿနာမရှိဘူးဆိုရင်နေ့စဉ်ကြက်ဥတစ်လုံးသုံးလုံးနှလုံးပုံမှန်စားပေးခြင်းဖြင့်စံပင်လက်သေးခိုင်ခံမှုနဲ့အသားရည်တင်းရင်မှုကိုအများကြီးအထောက်အကူပြုနိုင်ပါတယ် ဖြစ်ဆွတ်စားတယ်လို့ဈေးမကြီးပဲလွယ်ကူရိုရှင်းတဲ့လက်တွေ့အသုံးချနိုင်တဲ့အချက်ပဲဗျာဒီလောက်ရိုရှင်းတဲ့ကြက်ဥမှာဒီလိုအစွမ်းနေရှိနေတာတကယ်ကိုလက်တွေ့ကြတယ် ဟုတ်ပါတယ် ကဲနောက်ထပ်အချက်တစ်ခုစီသွားကြည့်အောင်ဗျာဂျပန်လိုမော့ဆူနူကိုတဲ့ကလီဇာများအကြောင်းတွေ့ရတယ်အထူးတစ်ဖြင့်ဆောင်းရည်ရောက်ရင်အမဲသားဒါမှမဟုတ်ဝက်ဥတွေနဲ့ချက်ပြုတ်ထားတဲ့ကလီဇာဟင်းကြီးကအလွန်လူကြိုက်များတယ်တဲ့ ဂျပန်မှာတော်တော်နာမည်ကြီးတယ်အဲ့ဒါက ကလီဇာတွေဆိုတော့အရေးခွန်တွေအယိုးတွေလောက်ကောလာဂျင်တိုက်ရိုက်မပါနိုင်ဘူးထင်တယ်ဗျဒါဆိုကလီဇာတွေကဘယ်နေရာကနေကူညီပေးနေတာလဲ ဟုတ်တယ်ကလေးစားတွေမှာ collagen ဓာတ်ရဲ့အများကြီးမပါဘူးဒါပေမဲ့ဒီနေရာမှာတတ်တုတက်တဲ့အခန်းကဏ္ဍကအရေးပါလာတယ်ကလေးစားတွေမှာ zinc တန်ဓာတ်
ဂျင်းနီနဲ့ဗီတာမင် AB တို့ကျွဲဝါစွာပါဝင်တယ် ခုနကအိုတန်တိုင်းဥပမာနဲ့ပြန်ဆက်လို့ရမလား ရတာပေါ့ခုနကပြောခဲ့တဲ့အုတ်တန်တိုင်းဥမာကိုပဲပြန်ဆက်ကြည့်ရအောင်ကျဲဥကနေအုတ်ခဲလေးတွေရလာပြီဆိုပါတော့အဲ့ဒီအုတ်ခဲလေးတွေကိုဒီတိုင်းပုံထားလို့မရဘူးလေအုတ်တန်တိုင်းထက်အောင်ပြန်စီးမဲ့ပန်းရံစရာတွေလိုလဲ အော်တဘောပေါက်ပြီကလေးစားဒီထဲမှာပါတဲ့ဇင်းနဲ့ဂျင်းနီလို့တတ်တုတတ်တီဟာအဲ့ဒီပန်းရံစရာတွေပဲပေါ့ မှန်ပါတယ်သူတို့ကတီရှူးတွေပြန်လဲတိဆော့ရဲနဲ့ကောလာဂျင်ပေါင်းဆက်ထုတ်လို့ရေးကိုအဓိကတာဝန်ယူပေးလေ တော်တော်မြင်တာတဲ့ဥပမာပဲဗျာဒါဆိုပန်းရံစရာတွေများများရှိလေပိုကောင်းလေပေါ့ကလေးစားတွေကိုနေ့တိုင်းစားဖို့လိုသလား အဲ့ဒီမှာသတိထားရမယ့်အချက်တစ်ခုရှိတယ်ရှင်ကလေးစားတွေကအာဟာရပြည့်ဝသလိုကိုလက်စထရောလည်းများပြားပြီးအရသာလည်းပြင်းနေဒါကြောင့်သူတို့ကိုနေ့တိုင်းပုံမှန်စားဖို့မသင့်တော်ဘူး အလွန်ကြွတော့မစားသင့်ဘူးပေါ့ ဟုတ်တယ်ရံဖန်ရံခါအားဖြည့်တဲ့အနေနဲ့ဒါမှမဟုတ်စောင်းရသည်လို့အခြေမျိုးမှာတခါတလေစားသုံးတာကပိုပြီးမြတ်တာတဲ့ကျန်းမာရေးကိုရစေပါလေ ကဲနောက်ထပ်ကျွန်တော်တို့တော်တော်များများသတိမထားမိပဲလွှင့်ပစ်ကြိုက်ကြတဲ့အရာတစ်ခုအကြောင်းရောက်လာပြီဗျာအဲ့ဒါကတော့ကြက်အရေးခွမ်းပဲ အဲ့ဒါလည်းစိတ်ဝင်စားစရာပဲ ဂျပန်မှာတော့ကြက်အရေးခွမ်းကိုလွတ်မပြစ်ပဲဒီခြားစွာချက်ပြုတ်စားတော့လေးရှိတာကိုတွေ့ရတယ်ဂျပန်စားတော့ဆိုင်တွေတွိုင်းကြက်အရေးခွမ်းกินထားတာကိုတုတ်ထိုးလေးနဲ့ရောင်းတာတွေ့ဘူးလေဗျာကြက်အရေးခွမ်းမှာတဘာဝကောလာဂျင်တွေအများကြီးပါဝင်နေဆိုဟုတ်လား ရက်အရေးခွမ်းမှာကောလာဂျင်အများကြီးပါဝင်တာအမှန်ပဲရှင်ဒါပေမဲ့ကောလာဂျင်ကိုအကောင်းဆုံးရယူနိုင်ဖို့ဆိုရင်ချက်ပြုံနီကအရင်အဓိကကြပါပဲ กินစားတာကတော့အဆင်ပြေလား ခုနကပြောတဲ့ကြက်အရေးခွမ်းกินမျိုးဆိုရင်မီးဖြင်းဖြင်းနဲ့အမြန်กินလိုက်တာဖြစ်လို့ရတာရှိပေမဲ့ကောလာဂျင်ကိုခဏကိုကစုပ်ယူနိုင်တဲ့ပုံစံမျိုးအပြည့်ကိုပြောင်းမသွားဘူး ဒါဆိုဘလို့ချက်ပြုတ်တာကပို့ကျိုးရှိတယ်ဗျာ ပြင်းပြင်းစွာချင်းယူပြုတ်ခြင်းဒါမှမဟုတ်ဟင်းရီလောက်တော့ခြင်းကပိုပြီးအကျိုးရှိပါတယ်ဂျပန်မှာဆိုရင်ကြက်သားဟင်းရီအိုးမျိုးပေါ့ရေနဲ့အပူချိန်ကိုအချင်းကြာကြာပေါင်းဆက်လိုက်တဲ့အခါ ခုနဝရုပ်ပြုတ်တုံကလိုပဲပေါ့ ဟုတ်တယ်ရှင်အရွက်တွေနဲ့ဆက်ဆက်တီရှူးတွေမှာရှိတဲ့ collagen တွေဟာ jelly တင်းအဖြစ်ကိုအပြည့်အဝပြောင်းလဲသွားတယ်ဒီ jelly တင်းကိုမှခနာဘိုကလွယ်ကူစွာစုပ်ယူနိုင်တာလေ ကြက်အရေးခွမ်းမှာအစီပါဝင်မှုများတယ်ဆိုတာတော့ အဲ့ဒါကိုတတိထားရမှာအစီပေါင်းဝေးမှုများတဲ့အထက်အချိုးအစာမှန်ကန်စွာတင်းတင်ယုံစွာစားသုံးမှုကတော့အရေးကြီးပါတယ်ချက်ပြုံနည်းကအာဟာရစုပ်ယူမှုအဖို့အများကြီးတက်ရောက်မှုရှိတာသိကြသွားပြီနောက်ဆုံးလေ့လာကြည့်ရမယ့်အစားအစာကတော့ပင်လယ်စာများဖြစ်ပါတယ်ဗျာ ဂျပန်ဟာကျွန်းနိုင်ငံဖြစ်တဲ့အတွက်ကမာဂုံကနန်လက်ပူဆွန်ကဲဆိုတော့ပင်လယ်စာတွေကိုနေ့စဉ်လိုစားသုံးကြတယ်လေဟုတ်တယ်ဒီပင်လယ်စာလေးရဲ့ဆက်ဆက်တီရှူတွေထဲမှာ marine collagen တွေကျွဲဝါစွာပါဝင်နေတယ်ကိုဆိုတယ်ပင်လယ်စာဆိုတော့ protein လည်းကျွဲဝါမယ် calorie လည်းနည်းမယ်ထင်တယ်ဗျာ ဟုတ်ပါတယ် အထူးသဖြင့်ကမ္မကောင်တွေရဲ့အာနိသင်ကိုအထူးပြုဖော်ပြထားတာတွေ့ရတယ်ဘာလို့လဲဗျာ ပုံမှုကျေပြည့်နဲ့ကျန်းမာရေးမြင်နဲ့ခြေဆက်ကြည့်မယ်ဆိုရင်ကမကောင်လိုပလင်စာတွေမှာပါဝင်တဲ့ zinc နဲ့ selenium တို့ရဲ့အာနိသင်ကတကယ်ကိုအမခဲမှာပဲ zinc အကြောင်းကတော့ခုနပြောခဲ့သလိုပန်းရစရာတွေပေါ့ selenium ကကြတော့ကော selenium ကကြတော့ဘာနဲ့တူလဲဆိုရင်အစွမ်းထက်တဲ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုလိုပဲရှင်သူကအရေးပြဆဲတွေကိုအိုမင်းရင်ရော်စေတဲ့တတ်တို့ PC ရဲ့ရန်ခဏီအကာအကွယ်ပြေးလေ spirulina တောင်းကလိုပဲကာကွယ်ပေးတဲ့သဘောပေါ့ ဟုတ်တယ်ကျမရဲ့ကောင်းမွန်သူတယောက်အနေနဲ့တပတ်ကိုတစ်ကြိမ်ဒါမှမဟုတ်နှစ်ကြိမ်ခန့်ဖမ်းချက်100မှာ150 gram ခန့်လောက်ပင်လက်စာစားသုံးပေးခြင်းဟာ collagen ထုတ်လုပ်မှုကိုအားပေးဖို့တဲ့အသင့်တော်ဆုံးပါပဲ ဒီတော့ဒါရီအနုကိုခြုံကြည့်လိုက်ရင်ပါအတိပဲဖြစ်လေပေါ့ဂျပန်မျိုးတွေရဲ့နှုတ်ပြမှုနဲ့အသက်ရှည်ကြက်မှမှုဟာဈေးကြီးတဲ့စူပါအစာတစ်ခုတည်းကိုအားကိုးနေတာဒါမှမဟုတ်ဆေးဆွတ်ဆေးတွေနေတိုင်းတောက်နေလို့မဟုတ်ဘူးဆိုတာထင်ရှားသွားတယ်ဗျ မှန်ပါတယ် နေ့စဉ်တောက်တဲ့ဟင်းရည်တွေကိုအချင်းယူပြုတ်တာတွေငါးကိုအယိုးပါမချန်စားတာတွေနဲ့စတင်ပါတယ်ဒါပြင်ဒီလေ့လာမှုကနေသိရတာကကောလာဂျင်ဆိုတာသူ့ချီတတ်အလုံးမလုပ်ဘူးဆိုတဲ့အချက်ပဲ ပန်းရံစရာတွေကာကွယ်ရေးတပ်ဖွဲ့တွေကုန်လို့တာ哦 ဟုတ်တယ် spirulina လိုအရာတွေနဲ့ဓာတ်တိုးဆန့်ကျင်တာတွေလုပ်ရတယ်ပြီးတော့နေလောင်တိုင်းကိုတိကျကာကွယ်ခြင်းကိုလက်လှုပ်ရှားမှုပုံမှန်လှုပ်ခြင်းအိပ်ရဝဝအိတ်ခြင်းနဲ့စိတ်ဖြီးစီးမှုကင်းအောင်နေထိုင်ခြင်းစတဲ့အလေ့ကျင့်ကောင်းတဲ့စင်ဆက်မပြတ်ပေါင်းဆက်ထားတဲ့လူနေမှုပေါ်ပုံစံတစ်ခုလုံးကြောင့်လားအခုလိုကြာမှနုပြိုနေတာဖြစ်တယ်ဆိုတာသုံးသပ်ရရှိပါတယ်ပါအစားအသောက်တစ်ခုတည်းကိုပြောင်းလိုက်ရုံနဲ့ချက်ချင်းပြီးသွားတဲ့ကိစ္စမဟုတ်ဘူးပါ ဒီစားတောင်းမှုပုံစံတစ်ခုလုံးကိုပြောင်းပြန်လန်ပစ်လိုက်မယ်ဆိုပြီးကြီးကြီးမားမားပြောင်းလဲမှုတွေချက်ချင်းလုပ်ဖို့မလိုပါဘူး ဖြည်းဖြည်းချင်းပဲစားရမှာပေါ့ ဟုတ်တယ်လွယ်ကူတဲ့နေရာလေးတွေကနေစတင်လို့ရပါတယ်မူမီရဲ့နေ့စဉ်စားတောင်းမှုမှာကြက်ဥတစ်လုံးပုံမှန်စားကြည့်တာမျိုး
ငါးထေတာတမောစာဒီငါးကိုရိုးပွားပွားစားတဲ့အလေးချင်းလေးလုပ်ကြည့်တာမျိုးဒါမှမဟုတ်ဟင်းရီကိုအချင်းယူပြီးဖြင်းချင်းစွာပြုတ်တောက်တာမျိုးစားတဲ့ရိုးရှင်းအလေးချင်းလေးတွေကိုချက်ချင်းစတင်ကြည့်နိုင်ပါတယ် တင်းငယ်တဲ့အပြောင်းလဲလေးတွေကနေစတာပေါ့ဗျာ ဟုတ်တယ်ရေရှင်မဒီလိုတင်းကြတဲ့အလေးချင်းလေးတွေကအသားရည်နဲ့ကျန်းမာရေးအတွက်ကြီးမားတဲ့အပြောင်းလဲကိုဖြစ်ပေါ်စေမှာအသေးအချပါပဲရှင် တကယ်ကိုလက်တွေ့ကြတဲ့အကြံကျူချက်တွေပါပဲဗျာဒီရင်းမြစ်တွေကိုလေ့လာကြည့်လိုက်တဲ့အခါမှာတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အချက်တွေကိုတွေ့လိုက်ရတယ်ဒီလေ့လာမှုလေးကိုဒီမှာပဲအဆုံးသတ်ရင်းနဲ့နောက်ဆုံးစဉ်းစားစရာအတွေ့အကြုံကိုခြံထားခဲ့ခြင်းပါတယ်ဗျာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဟာနေ့စဉ်စားသုံးလိုက်တဲ့အရာတွေနဲ့အမြဲတမ်းပြန်လည်တည်ဆောက်နေတယ်ဆိုရင်ယခင်ကအသုံးမဝင်ဘူးလို့ထင်ကအလွယ်တကူလွင့်ပစ်လေးရှိကြတယ်ငါးယိုးတွေကြက်အရေးခွမ်းတွေနဲ့ကလီစားတွေဟာခေတ်တကျမ်းမာရင်နဲ့အာဟာရပြည့်ဝမှုအတွက်ကျွန်တော်တို့လုံးဝမေ့လျော်နေခဲ့တဲ့ရေးပါဆုံးအခြေအဆက်တွေဖြစ်နေနိုင်မလားဆိုတာစဉ်းစားစရာပါပဲဗျာ